pero parece como si fuese un reflejo. La puta madre. Alo mình là bác cho nó mấy con gió thế ông bà kìa top end gần đi video pian lệ cho số lại bà đi thế nên mà rồi trong xe con gió từ video đi có top 5 anh này tên ra bị mà bị phía bà đi alo bê xem tiếp phía bên xoay nó tất cả bị mi bị nó chết ta xem sao lại ông bà kìaကျွန်တော်ဆိုနေရမှာတော့ကြောက်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့မိတ်ဆွေတို့သာကြည်ဗျာဒီလူရဲ့မြေအောက်အခန်းတွေကသူ့ရဲ့သမီးလေးစောဖို့အတွက်ပြုလုပ်တက်ဆင်ပေးထားတဲ့အရာတွေလုံးဝကိုကြက်တီးထားစရာပဲပေါ့နော်ဒီနေ့မှာတော့ဒီလူရဲ့မြေအောက်အခန်းတွေကတကားတွေကပွင့်လိုက်ပိတ်လိုက်နေထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်ဒီလူကလည်းဗီဒီယိုရိုက်ကူးထားလိုက်တယ်ပေါ့နော်မိတ်ဆွေတို့ကြည့်ပါOh my! What are you doing there? Who are you? I got you good. Oh yes, you did. Oh, you got my heart good. ဒီလူကလည်းဒီမြေအောက်အခန်းတွေထဲမှာလက်ရိုက်ကူးခဲ့ပေမဲ့ဘာမှတော့မထူးဆန်းသေးပဲသူ့သမီးကိုပဲသူပြန်လန့်နေပဲရှိတယ်ပေါ့နော်အဲ့ဒါနဲ့သူကလည်းသူ့သမီးလေးကသူ့ကိုနှောက်နေတာအထင်နဲ့သူကလည်းအပေါ်ပြန်တက်လာပြီးတော့မကြလိုက်ပါဘူးနောက်တစ်တကားဖွင့်တန်ထကြလိုက်ရတယ်ပေါ့နော်ဒီကလေးစောစရာအယုတ်ကသူ့လိုလေပေါ်လာပြီးတော့သူ့စီကိုလင်းမြန်စွာဦးတီလာတာတွေ့တော့သူကလည်းလန့်သွားခဲ့တယ်ဗောနော်သူ့ရဲ့နောက်ဆက်တွဲဗီဒီယိုတွေကတော့တင်တာမတွေ့ရတော့ပါဘူးဒီတစ်ခုပဲရှိတာဗောနော်မိတ်ဆွေတို့ရောဘလို့ထင်လဲဗျမနဲ့3နာရီချိန်မှာဒီမိသားစုတွေကအခန်းထဲမှာအိတ်နေကြရင်ဒီသူတို့ရဲ့အိမ်အောက်မှာအထူးထူးဆန်းဆန်းတကားခောက်တန်ကြားလိုက်ရတယ်ဗောနော်အဲ့ဒါနဲ့မိမဖြစ်သူကနိုးလာခဲ့ပြီးတော့ဗီဒီယိုမှတ်တမ်းတင်ထားလိုက်တယ်ဗောနော်ဒီအစကတော့တယောက်ကလာပြီးတကားခောက်တာပဲလို့ထင်ခဲ့တာဗောနော်ဒါပေမဲ့ဒီတဖြည်းဖြည်းနဲ့ဒီတကားခောက်တန်ကအရန်ကိုကျဲလောင်လာပြီးတော့မိမဖြစ်သူကကြောက်ပြီးတော့သူ့ယောက်ျားကိုနိုးလိုက်တယ်ဗောနော်အဲ့ဒါနဲ့သူ့ယောက်ျားကလည်းဒီအောက်ကိုဆင်းသွားကြည့်လိုက်တော့ဒီလုံးဝကိုထိတ်လန့်စရာအရာတွေနဲ့ကြုံတွေ့လိုက်ရပါတယ်ဒါကတော့သူရိုက်ကူးထားခဲ့တဲ့ဗီဒီယိုပါEscucha. Otra vez, güey. Dame. Sí. A ver, aguanta. Sí. Espérame aquí, aguántame. Sí. No manches. Otra vez.
sabes, no. Son las 3 de la mañana, gente. Son casi las 3 de la mañana. ¿Qué quieres? ¿Qué es lo que quieres? Deja de molestar. Quiero que te largues. ¿Qué es eso? Oh, no manches. Oh, no manches. Ceci. Ceci. Oh. ညနေနေတဲ့တကယ်မှာဒီတငယ်ချင်းတစုကအိမ်မှာပါတီပွဲတွေကျင်းပနေကြရင်နဲ့ဒီမှတ်တမ်းတင်ဗီဒီယိုရိုက်ကူးထားခဲ့လိုက်တယ်ပေါ့နော်ဒီဗီဒီယိုကတော်တော်လေးကိုကြာပြီးဖြစ်တာမလို့အဲ့ဒီခေတ်ကကင်မရာအသိမကောင်းဘူးပေါ့နော်နည်းနည်းဝါးနေပါတယ်ဒီလူကဗီဒီယိုရိုက်ကူးနေရင်နဲ့သူတငယ်ချင်းတွေကိုစားနှောက်နေတာပေါ့နော်ဒါပေမဲ့ဒီကင်မရာဒီဘက်ကိုလဲလိုက်တဲ့အချိန်မှာဒီသူ့ရဲ့တငယ်ချင်းအနောက်ဘက်ကတကားပေါက်နာမှာဒီဖြူဖတ်နဲ့လူတယောက်ဖြတ်သွားတာကိုတွေ့လိုက်ရတော့ဒီလူကလည်းအမြန်သွားကြည့်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာဘယ်သူမှရှိမနေခဲ့ပါဘူး Festa aí, pessoal. Comprei a câmera nova. Vamos colocar um vídeo no YouTube aí, ó. A Josi capotada já, com sono. Aí, Thiago, a câmera que eu comprei nova aí. E tal. Vocês nem esperaram pra festa aí, né, mano? Meu Deus do céu, que porra é essa, velho? Mano, eu vi uma coisa aqui, Thiago. Tem uma coisa que passou aqui, velho. velho. Tô falando sério, cara. Tô falando sério. Vem aqui comigo, cara. Tem nada aqui não. Eu vi uma coisa assim, cara. Tá louco, mano? Maluco. Maluco. Eu vou voltar a câmera. Eu vou voltar a câmera e você vai ver, velho. မိတ်ဆွေတို့ဘယ်လိုထင်လဲခင်ဗျာကဲပဲတဆုံတစ်ခုခုလားဒါမှမဟုတ်သူတို့ကပဲအလောက်ကြံဖန်တီးထားတာလားပေါ့နော်ဒီဝီဂျစ်ဘုတ်ကိုလုံးဝမစောတင်ပါဘူး။ဘာလို့လဲဆိုတော့ဒီလူကဒီအစောပိုင်းမှာဒီဝီဂျစ်ဘုတ်ကိုတုံးပြီးတော့ဒီတရဲဝင်းငင်တွေကိုဖိတ်ခေါ်ခဲ့ပါတယ်။အမေခွန်းလေးတွေအမေအဖြေလှုပ်ပြီးတော့အစောနေခဲ့တာပေါ့ဗျာ။ဒါပေမဲ့သူစော့ပြီးခေါ်လိုက်တဲ့ဒီတရဲဝင်းငင်တွေကိုပြန်ပို့ဖို့မေ့နေခဲ့ပါတယ်။ဒီတော့သူကလည်းပုံမှန်အတိုင်းပဲအိယာဝင်ခဲ့ပါတယ်။ည2 နာရီလောက်အချိန်မှာဒီသူ့ရဲ့အိမ်ထဲမှာထူးထူးဆန်းဆန်းအတန်တွေစပြီးကြားလိုက်ရပါတယ်။တဖြည်းဖြည်းနဲ့ဒီအတန်ကပိုပြီးဆိုးလာတော့သူကလည်းအိမ်မရတော့ပဲဒီမှတ်တမ်းတင်ဗီဒီယိုရိုက်ကူးထားလိုက်တယ်ပေါ့နော်။ Ay, cabrón. No manches. ¿Qué era eso? No. Ay, no manches. No. Ay, no mames, no mames. ဒီကလေးမလေးလိုဒီအရာကိုမြင်တော့သူကလက်ထိတ်လန့်သွားခဲ့ပါတယ်အဲ့ဒါနဲ့အဲ့ဒီနေရာကိုအမြန်သွားကြည့်ခဲ့ပေမဲ့ဒီခုနသူတွေ့လိုက်တဲ့အရာကအရှိမနေတော့ပါဘူးဒီသူ့ရဲ့အခန်းဘက်ကိုပြန်လှည့်လာလိုက်တဲ့အချိန်မှာဒီသူ့ရဲ့အခန်းတကားကတယောက်ကဆွဲပိတ်လိုက်တယ်လို့မျိုးဖြစ်နေတာတွေ့တော့သူကလည်းလုံးဝကိုထိတ်လန့်သွားပြီးတော့ဒီအိမ်ကနေအမြန်ဆုံးထွက်ပြေးလိုက်ရပါတယ်ဒီသူ့ရဲ့အိမ်မှာဒီသူမြင်နေရ
တဲ့အရာတွေပြီးတော့ဒီဖြစ်ပျက်သွားတဲ့အရာတွေအားလုံးကဒီတကယ်ပဲသူဖိတ်ခေါ်ခဲ့တဲ့ဝိညာဉ်ဒါမှမဟုတ်တရေတွေလားဗျာဂျိုနာသန်ဂျဗီယာလို့ခေါ်တဲ့ဒီလူကအာဂျင်တီးနားနိုင်ငံမန်ဒိုဇာပြည်နယ်ရဲ့ဈေးရုံတစ်ခုမှာအလူမှုကူညီရေးအလုပ်လုပ်ကိုင်နေပါတယ်ဒီတနေ့မှာတော့သူညနေပိုင်းမှာအလုပ်ဆင်းခဲ့တယ်ပေါ့နော်ဒီသူအလုပ်ဆင်းပြီးတဲ့နောက်ဒီဈေးရုံရဲ့လမ်းအပေါက်နားမှာခဏထိုင်နေတော့ထူးထူးဆန်းဆန်းအရာတစ်ခုကိုသတိထားမိခဲ့ပါတယ်ဒီသူ့ကားထဲမှာတယောက်ကထိုင်နေတယ်လို့မျိုးမသိမကွဲမြင်နေရပါတယ်အဲ့ဒါနဲ့ဖုန်းထုတ်ပြီးတော့ဗီဒီယိုရိုက်ကူးထားလိုက်ပါတယ် Estamos en este momento en el microhospital, escuchamos un golpe y nos dimos vuelta porque dijimos, bueno, ¿quién está entrando? Cuestión de que no hay nadie atrás nuestro. Y miramos dentro del auto y dijimos, oh, pues si el auto... ¿Qué mierda es? Lo peor de todo es que no queremos salir. O sea, no, un miedo, la puta madre. Lo peor de todo es que se mueve adentro del auto y no hay nadie. O sea, ahora vamos a ir a controlar el auto. Pero parece como si fuese un reflejo. La puta madre. No, huevón. A ver. Ya, salimos rápido para que vean que no es mentira. Mamá, la piel de gallina, hermano. Piel de gallina. Cagazo. Nadie. Nadie. Yeah. ဒီအဝေးကနေကြည့်နေတော့ဒီသူ့ကားထဲမှာတယောက်ကထိုင်နေတယ်လို့မျိုးကိုမြင်နေရမှာပါဒါပေမဲ့ဒီအနားရောက်တော့ဘယ်သူဘာမှအရှိမနေခဲ့ပါဘူးအဲ့ဒါနဲ့သူကလည်းခုနကနေရာကိုပြန်သွားပြီးတော့ကင်မရာပြန်ချိန်လိုက်ချိန်မှာပဲခုနကတွေ့ခဲ့တယ်လို့မျိုးပြန်တွေ့ခဲ့လိုက်ရပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့သူ့ကိုထိတ်လန့်သွားစေခဲ့ပါတယ်Y encima nos mira la puta que te parió. No, chabón. No. Desapareció. Desapareció. တကယ်ပဲဒီအရာကမကျွတ်မလွတ်သေးပဲသူ့ကားနောက်ကိုကပ်ပါလာတာများလားဗောနော်